နိုင်ငံတနိုင်ငံကလူတစ်ယောက်ကိုတက်ရှိလက်နက်တစ်ခုအဖြစ်ဘယ်လိုများပုံသွင်းနိုင်မှာလဲဒီနေ့မှာတော့မြောက်ကိုရီးယားရဲ့ဝါဒမိုင်းတိုက်မှုကြောင့်သူ့လျော့ဖြစ်လာခဲ့တဲ့ကင်ဟွန်ဟီရဲ့မယုံနိုင်စရာဇလံပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေနဲ့ပြောင်းလဲမှုတွေအကြောင်းကိုပြောပြသွားမှာပါအခုကြားလိုက်ရတဲ့စကားကတော့မြောက်ကိုရီးယားတဲ့လူသားလက်နက်တစ်ခုအဖြစ်ပုံသွင်းခံခဲ့ရတဲ့အမျိုးသမီးကင်ဟွန်ဟီရဲ့မတုံမလုံနိုင်တဲ့သစ္စာတရားပါပဲသူ့ဘဝဟာဘယ်ချိန်မှာစပြီးပြောင်းလဲသွားလဲဆိုတော့ပါတီကသူ့ကိုရွေးချယ်လိုက်တဲ့ချိန်မှာပါပဲအဲ့ဒီနေ့မှာပဲသူ့ရဲ့နာမည်အရင်ကိုဖျောက်ဖျက်ခံလိုက်ရပြီးကင်အိုဟွာဆိုတဲ့နာမည်တစ်နဲ့ agent တယောက်အဖြစ်ဘဝတစ်တစ်ခုစတင်ခဲ့ရပါတယ်ဝါရမိုင်းတိုက်ချင်းဆိုတာကတော့သူ့ရဲ့ဘဝတစ်အတွက်အဓိကအုံမြစ်ပါပဲဆိုလိုတာကသူ့ရဲ့ကိုယ်ပိုင်အတွေးခေါ်တွေကိုအကုန်ဖျက်ဆီးပြီးပါတီအပေါ်အကျွမ်းမဲ့သစ္စာဆောင်သိရမယ်ဆိုတဲ့အတွေးတစ်ခုတည်းကိုပဲအစာထိုးထည့်သွင်းဖို့စနစ်တကျဖွံ့ပေါ်ထားတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့သူ့ကိုတူးလူတယောက်ဖြစ်လာအောင်ပုံသွင်းတဲ့နေရာမှာအဆင့်ဒီအများကြီးနဲ့တွားခဲ့ပါတယ်ပထမဆုံးကတော့သူ့ရဲ့အတွေးခေါ်တွေကိုတန့်စင်ပြီးပါတီရဲ့ဝါဒကိုပဲအပြည့်အဝလက်ခံအောင်လုပ်တယ်ပြီးတော့ပြင်းထန်တဲ့ကိုယ်ခံပညာလေ့ကျင့်မှုတွေတခြားနိုင်ငံတွေရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုတွေကိုကျွမ်းကျင်အောင်လေ့လာစေတယ်နောက်ဆုံးမှာတော့သူ့လူပညာရက်တွေကိုသင်ကြားပြီးသူ့ရဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုအဆုံးစုံထိစံတတ်တဲ့စာမေးပွဲကြီးနဲ့အဆုံးသတ်ချပါတယ်သူဘလန်တောင်စိတ်ရော်ကိုပါနှစ်ပြီးကျူးစားခဲ့လဲဆိုရင်နောက်ဆုံးအကဲဖက်စစ်ဆေးမှုမှာကျောင်းရဲ့စံခင်တင်အမှတ်ကိုရရှိခဲ့တဲ့အခါပါပဲသူဟာဆမ်မြအေဂျင့်တယောက်ဖြစ်ကြောင်းတက်တည်ပြနိုင်ခဲ့လာပေါ့သူ့ရဲ့တစ္ဆာဆောင်တည်မှုကိုအဟမ်းကိုတုံလို့ခြောက်ချဆရာကောင်းတဲ့ mission တစ်ခုနဲ့စမ်းသပ်ခဲ့ပါတယ်ဒီအမိန့်ကဘယ်လာလဲဆိုတော့ခေါင်းဆောင်ကြီးကင်ဂျုံအီကိုရိုင်းလက်ရည်နဲ့ရေးပြီးတိုက်ရိုက်ပေးအပ်ခဲ့တဲ့အမိန့်တစ်ခုပါအဲ့ဒီ mission ကတော့ရသားတွေစီးမဲလိုက်ပါလာတဲ့လီယန်ဒီစင်ကိုဖြစ်စည်းဖို့ပါပဲဒါပေမဲ့သူ့တက်ကတော့လေဒါဟာအကြမ်းဖက်မှုမဟုတ်ပါဘူးနိုင်တဲ့အတွက်လုဆောင်ရမယ်မြင့်မြတ်တဲ့တောင်တစ်ခုလို့ပဲသူကအပြည့်အဝယုံကြည်ထားခဲ့တာပါသူတို့ရဲ့အစီအစဉ်ကတကယ်ကိုအသေးစိတ်ကြပါတယ်ဇမစ်ကိုဖုံးခွဲဖို့အတွက်ဥရောပနိုင်ငံတွေကိုဖြတ်ပြီးခရီးရှည်ထုတ်ခဲ့ကြတယ်ပြုံယန်ကနေမော်စကိုပြီးတော့ဘူဒါပက်စ်နဲ့ဗီယက်နာအထိပေါ့နောက်ဆုံးဘက်ဂရီမြို့မှာဘုံကိုလက်ခံရယူပြီးမှပစ်မဖြစ်ချက်လီယန်ပေါ်တက်ပြီးအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ကြတာပါဒါပေမဲ့အစီအစဉ်ကလွဲချော်သွားပြီးဘာရင်းမှာအဖမ်းခံလိုက်ရတဲ့အချိန်မှာပဲသူယုံကြည်ခဲ့တဲ့ကဘာကြီးတစ်ခုလုံးပြိုလဲဖို့အစာပြုခဲ့တော့တယ်သူ့ကိုဝါရမန်တိုက်ထားခဲ့တာကတန်ကိုရီးယားရဲတွေကအရင်ရက်ဆက်တဲ့သူ့ကိုဖမ်းမိတယ်ညွန်ပန်းနေဆက်ကြလိမ့်မယ်ဆိုတာပါပဲဒါပေမဲ့တကယ်တမ်းမှာတော့သူ့ကိုဂရုစိုက်ပြုစုတဲ့သူနာပြုတွေကျင်ကျင်နာနာဆက်ဆံတဲ့စစ်စင်မှုတွေနဲ့ပဲတွေ့ခဲ့ရတယ်ဒီလိုလေတွေ့ချင်းတွေကသူတင်ကြားခဲ့ရတဲ့အရာတွေနဲ့လုံးဝကိုဆန့်ကျင်နေခဲ့ပြီးသူရဲ့ယုံကြည်ချက်တွေအပေါ်ပထမဆုံးတန်တရားဝင်လာခဲ့ပါတယ်သူရဲ့ယုံကြည်ချက်တွေကိုအပြီးတိုင်ဖြိုချသူတဲ့ဖန်ဆီးထားသူတွေကအကောက်ဆုံးနည်းလမ်းတစ်ခုကိုသုံးခဲ့တယ်အဲ့ဒါကတော့သူ့အယံမုံကိုတင်စားခံခဲ့ရတဲ့စုံမျိုးကိုကိုယ်တိုင်ကိုယ်ကြလိုက်ပြတော့ပါပဲစိုးမျိုးမှာသူမြင်တွေ့ခဲ့ရတဲ့အရာတွေကသူ့ဦးနှောင်းထက်ကဝါဒမိုင်းတွေကိုတိုက်ရိုက်ထိုးနှက်လိုက်တယ်လို့သာပဲအမျိုးသမီးတွေကကားတွေကိုလွတ်လပ်လပ်မောင်းနေကြတယ်မြောက်ကိုရီးယားမှာအယံတန်းဖို့ရှိတဲ့နိုင်လုံးလိုပစ္စည်းတွေကဒီမှာတော့တာမန်ပဲမြို့ကြီးကလည်းသူကြားခဲ့ရတယ်လို့စီးရဲနေတာမဟုတ်ပဲအယံကိုစီကားတာရနေခဲ့တယ်ဒီမြင်ကွင်းတွေအားလုံးကသူယုံကြည်ခဲ့တဲ့လိမ်လည်မှုတွေဘလောက်တောင်ကြီးမားလဲဆိုတာကိုဖော်ပြနေခဲ့ပါတယ်ဒီအရာအားလုံးကိုမြင်ပြီးတဲ့နောက်မှာတော့သူတစ်ခုကိုသဘောပေါက်သွားတယ်အဲ့ဒါကတော့သူနားလည်ထားတဲ့ကဘာကြီးဟာအမှန်တရားရဲ့ပြောင်းပြန်လှန်ထားတဲ့ပုံရိပ်တစ်ခုပဲဆိုတာပါပဲနောက်ဆုံးမှာတော့သူဝန်ခံထွက်ဆိုခဲ့ပါတယ်ဒါပေမဲ့ဒါကညွန်ပန်းနှိပ်စက်ခံရလို့မဟုတ်ခဲ့ပါဘူးသူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတဲ့အမှန်တရားတွေကသူယုံကြည်ခဲ့တဲ့လိမ်ညာမှုတွေထက်အများကြီးပိုပြီးအားကောင်းနေလို့စက်ပြီးမငင်းဆန်နိုင်တော့တဲ့ဆုံးမှာဖွင့်ဟဝန်ခံခဲ့တာပါဒီဝန်ခံချက်ခါသူ့အတွက်တော့အယမ်းကိုနာကျင်စရာကောင်းလက်ပြန်လဲမွေးဖွားကြီးတစ်ခုပါပဲဒီဖြစ်ရက်စိုးကြီးမှာသူ့ရဲ့အခန်းခန့်ထားကိုအတိအမှတ်ဖြူလိုက်ရတယ်လို့သူဆုံးခွာခဲ့ရတယ်သူ့ကြောင့်အဖြစ်ပေးခံရတော့မယ်မိသားစုရဲ့ကံကြမ္မာကိုလည်းရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်ဒီဘုံခွဲမှုအတွက်သူ့ကိုတေးထမ်းချမှတ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့အချီနီကပြောင်းလဲသွားတယ်သူဟာအမိန်ပေးစီခိုင်းခဲ့တဲ့အစိုးရရဲ့တားကောင်တူအဖြစ်ရှုမြင်ခံခဲ့ရပြီးတမရရဲ့လွန်ငင်းချန်တာခွင့်ကိုရခဲ့ပါတယ်ဒါကြောင့်မို့သူဟာတောင်ကိုရီးယားမှာပဲဘဝတစ်ခုကိုပြန်လဲဆက်တင်ခွင့်ရခဲ့တာပေါ့ဒါပေမဲ့လေအမှန်တရားကိုလက်ခံပြီးနောက်မှာတော့သူကိုယ်တိုင်ဝန်ခံခဲ့တာတခုရှိတယ်အဲ့ဒါကတော့နှစ်ပေါင်းများစွာသူခေါင်းထဲကိုထူးတွင်းခံခဲ့ရတဲ့ဝါရမိုင်းတွေရဲ့အကျွမ်းကြံတွေကအပြီးတိုင်တော့ပျောက်ကွယ်သွားတာမဟုတ်သေးဘူးဆိုတာပါပဲကင်ဟွန်ဟီရဲ့ဇလန်ကကျွန်တော်တို့ကိုမေဟွန်းတစ်ခုခြံထားခဲ့ပါတယ်
လူတယောက်ရဲ့ဦးနှက်ထဲမှာနက်နက်ရှိုင်ရှိုင်ဆွဲထင်နေတဲ့ဝါရမိုင်းတစ်ခုကိုဖယ်ရှားဖို့အမှန်တရားကိုပြသလိုက်ယုံနေရောတကယ်ပဲလုံလောက်ပါသလား